ဒီဗီဒီယိုမှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတည်ဆောက်ထားသောဒီမိုကရေစီစနစ်တွင်တရားစီရင်ရေးကဏ္ဍ၏အခမ်းကဏ္ဍနှင့်တရားစီရင်ရေးအာဏာကိုခွဲဝေသတ်မှတ်ထားမှုများအထူးသဖြင့်မတူကွဲပြားသောနိုင်ငံများတွင်တရားရေးအာဏာခွဲဝေပုံတို့ကိုရှင်းပြထားပါသည်။တရားစီရင်ရေး၏အဓိကတာဝန်မှာအငြင်းပွားမှုများကိုဖြေရှင်းပေးရန်ဥပဒေနှင့်အညီတရားမျှတစွာဆုံးဖြတ်ပေးရန်တို့ဖြစ်ပါတယ်။တရားမျှတမှုသေချာစေဖို့ဆိုရင်တရားစီရင်ရေးစနစ်သည်လူတိုင်းလက်လှမ်းမီနိုင်ရမှာဖြစ်ပြီးဗတ်လိုက်မှုကင်းရမှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာဖွဲ့စည်းပုံအခြေခံဥပဒေများရှိတရားစီရင်ရေးဒီဇိုင်းပုံစံ၏အဓိကအချက်၃ချက်ဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုအပါအဝင်တရားစီရင်ရေးအာဏာများတရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုနဲ့ဗဟုဝါဒဥပဒေစနစ်တနည်းအားဖြင့်တရားစီရင်ရေးဆိုင်ရာစနစ်အမျိုးမျိုးလက်ခံကျင့်သုံးခြင်းတို့ကိုရှင်းပြထားပါတယ်။တရားစီရင်ရေးမှန်နိုင်သည်များသောအားဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအစိုးရနှင့်ပြည်သူများအားလုံးလိုက်နာမှုရှိစေဖို့တာဝန်ယူရပြီးတခါတရံတွင်အစိုးရ၏လှုပ်ဆောင်ချက်များအစိုးရအဖွဲ့များနဲ့လုပ်ငန်းစဉ်တွေအပေါ်ကြီးကြပ်ကွပ်ကဲရန်တာဝန်ရှိပါတယ်။တရားစီရင်ရေးစနစ်အများစုမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်သုံးသပ်နိုင်တဲ့အခွင့်အာဏာလည်းရှိကြပြီးဥပဒေပြုရေးမှန်နိုင်ဒါမှမဟုတ်အုပ်ချုပ်ရေးမှန်နိုင်ရဲ့လှုပ်ဆောင်ချက်တွေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးနိုင်ကြပါတယ်။ဒီလိုစစ်ဆေးခြင်းအပြင်အစိုးရနိုင်ငံရေးမှန်နိုင်များအပေါ်ထိန်းကျောင်းနိုင်စေဖို့ဖြစ်ပါတယ်။ဒါပေမဲ့အကျွင့်မဲ့လွတ်လပ်မှုရှိတဲ့တရားစီရင်ရေးမှန်နိုင်ရဲ့လို့တော့မရှိပါဘူး။စနစ်အများစုမှာဥပဒေပြုရေးမှန်နိုင်နဲ့အုပ်ချုပ်ရေးမှန်နိုင်တွေကိုတရားစီရင်ရေးမှန်နိုင်ရဲ့ဖွဲ့စည်းပုံနဲ့လုပ်ငန်းဆောင်တာများအပေါ်လွှမ်းမိုးမှုအချို့ပြုနိုင်ရန်ခွင့်ပြုထားပါတယ်။တရားစီရင်ရေးစနစ်တစ်ခုကိုဒီဇိုင်းပုံစံရေးဆွဲမှုဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့အစိုးရမှန်နိုင်နေကြဟန်ချက်ညီမျှတဲ့အာဏာခိုးဝေမှုကိုထိမ့်သိမ်းမှုလည်းဖြစ်ပါတယ်။အဲ့ဒီလိုဟန်ချက်ညီမျှတစေဖို့အတွက်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့သူတွေအနေနဲ့မိမိတို့ရဲ့ရည်မှန်းချက်များနဲ့တိုင်းပြည်ရဲ့ပကတိအခြေအနေတို့ကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။အခုတရားစီရင်မှန်နိုင်ကိုဒီဇိုင်းပုံစံရေးဆွဲရမှာထည့်သွင်းစဉ်းစားရမယ့်အဓိကအချက်တစ်ချက်ဖြစ်တဲ့တရားစီရင်ရေးအာဏာများအကြောင်းကိုလေ့လာရအောင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုမျက်မှောက်ခေတ်တရားစီရင်ရေးမှန်နိုင်ရဲ့အဓိကအခမ်းကဏ္ဍတစ်ရပ်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုကနေတဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေပါအာမခံချက်များကိုထိမ့်သိမ်းကာကွယ်စောင့်ရှောက်ပေးဖို့ဖြစ်ပါတယ်။ဒါကိုတရားစီရင်ရေးဆိုင်ရာပြန်လည်သုံးသပ်မှုလို့လည်းခေါ်ကြပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုပုံစံအမျိုးမျိုးရှိနိုင်ပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွတ်တဲ့ဥပဒေများနဲ့အစိုးရလှုပ်ဆောင်ချက်များကနေကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကတော့နေရာတိုင်းမှာအတူတူပဲဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်သုံးသပ်တဲ့လုပ်ငန်းစဉ်ကဥပဒေတွေစီမံစည်းကမ်းတွေနဲ့အစိုးရရဲ့လှုပ်ဆောင်ချက်တွေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီစေဖို့ဖြစ်ပါတယ်။တကယ်လို့ဥပဒေဒါမှမဟုတ်လှုပ်ဆောင်ချက်တစ်ခုခုကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မကိုက်ညီဘူးဆိုရင်တရားစီရင်ရေးအနေနဲ့အဲ့ဒီဥပဒေဒါမှမဟုတ်အဲ့ဒီလှုပ်ဆောင်ချက်ဟာအကျုံးမဝင်ကြောင်းကြေညာနိုင်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဟာအမြင့်ဆုံးဥပဒေဖြစ်ပြီးအခြားဥပဒေများနဲ့အစိုးရလှုပ်ဆောင်ချက်များအလုံးဟာဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုလိုက်နာရမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုလှုပ်ဆောင်ခြင်းဖြင့်တရားစီရင်ရေးမှန်နိုင်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာအမြင့်ဆုံးဥပဒေဖြစ်မှုကိုခိုင်မာစေပြီးဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုချိုးဖောက်မှုကနေကာကွယ်တားဆီးပေးပါတယ်။ဘာတွေကိုပြန်လည်သုံးသပ်နိုင်မှာလဲဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်ရမှာဥပဒေတွေနဲ့အစိုးရရဲ့လှုပ်ဆောင်ချက်တွေအပေါ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးသုံးသပ်ခြင်းပါဝင်ပါတယ်။အဓိကအားဖြင့်ဥပဒေပြုရေးဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီခြင်းရှိမရှိစစ်ဆေးဖို့အတွက်တရားရုံးတွေမှာအခွင့်အာဏာရှိပါတယ်။ဒါပေမဲ့များသောအားဖြင့်ဒီထက်ပိုပြီးလှုပ်ဆောင်နိုင်ပါတယ်။စီမံအုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေအုပ်ချုပ်ရေးဆိုင်ရာလှုပ်ဆောင်ချက်တွေနဲ့နိုင်ငံတကာသဘောတူစာချုပ်များကိုအခြေခံထားတဲ့ပြည်တွင်းဥပဒေများကိုတောင်တရားရေးမှန်နိုင်ကစစ်ဆေးနိုင်ခွင့်ရှိပါတယ်။အချို့တရားရုံးတွေဆိုရင်ဒေသန္တရအစိုးရတွေကအတည်ပြုထားတဲ့ဥပဒေများကိုလည်းပြန်လည်သုံးသပ်နိုင်ပါတယ်။ဒါအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပါလုပ်ပိုင်ခွင့်အာဏာများနဲ့ပတ်သက်ပြီး
အစိုးရမနိုင်တဲ့အကြားကအငင်းပွားမှုတွေကိုလည်းကင်တွယ်ဖြေရှင်းနိုင်ပါတယ်ဒီလိုလုပ်တာကတရားစီရင်မနိုင်အပါအဝင်ဘယ်မနိုင်ကမှမိမိတို့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုကျော်လွန်လှုပ်ဆောင်နိုင်ခြင်းမရှိစေဖို့ဖြစ်ပါတယ်တခါတလေမှဆိုရင်အစိုးရအနေနဲ့လှုပ်တင်ပေမဲ့လှုပ်ဆောင်မှုပြက်ကွက်ခဲ့တဲ့အမှုကိစ္စများကိုတောင်ပြန်လည်သုံးသပ်နိုင်ပါတယ်သူကပြန်လည်သုံးသပ်မှုကိုလုပ်တာပါလေဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်ကကမ္ဘာတဝန်းတနိုင်ငံနဲ့တနိုင်ငံကွဲပြားပြီးအဲ့ဒီနိုင်ငံတွေရဲ့ရှီရင်တရားရုံးအမျိုးအစားနဲ့တရားဥပဒေစနစ်တွေအပေါ်မူတည်ပါတယ်တရားရေးစနစ်မှာအထူးအားဖြင့်အမေရိကန်ပုံစံနဲ့ဥရောပပုံစံဆိုပြီးနှစ်မျိုးရှိပါတယ်အမေရိကန်ပုံစံမှာဆိုရင်အောက်တရားရုံးတွေအပါအဝင်တရားရုံးများအားလုံးအနေနဲ့ဥပဒေတွေနဲ့အစိုးရလှုပ်ဆောင်ချက်တွေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုရှိမရှိကိုပြန်လည်သုံးသပ်နိုင်ပါတယ်။ဆိုလိုတာကဥပဒေတရက်ဒါမှမဟုတ်အစိုးရ၏လှုပ်ဆောင်ချက်တစ်ခုခုကဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခြင်းရှိမရှိကိုအောက်တရားရုံးတွေကဆုံးဖြတ်နိုင်ပြီးချိုးဖောက်တယ်ဆိုရင်ရင်းဥပဒေဒါမှမဟုတ်လှုပ်ဆောင်ချက်ကိုအကောင့်ထဲပေါ်ကျင့်သုံးမှုညှင်းပယ်နိုင်ပါတယ်။ဒီလိုအောက်တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကိုအယူခံဝင်လို့ရနိုင်ပေမဲ့တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ကတော့အပိသက်ဖြစ်ပါတယ်။ဒါပေမဲ့တရားရုံးချုပ်အနေနဲ့အမှုကိစ္စအနည်းငယ်ကိုသာကြားနာလေ့ရှိတာကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအမှုကိစ္စအများစုကိုအောက်တရားရုံးတွေကဆုံးဖြတ်လေ့ရှိကြပါတယ်။ဥရောပပုံစံကတော့အမေရိကန်ပုံစံအလုပ်လုပ်ပုံနဲ့ကွဲပြားပါတယ်။ဒီပုံစံမှာဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုကိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအမှုကိစ္စတွေနဲ့ပတ်သက်ပြီးတည်သန့်လုပ်ပိုင်ခွင့်အာဏာရှိတဲ့တီးခြားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကိုအနှင်ထားပါတယ်။ဒီစနစ်မှာဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ကိုပုံမှန်တရားစီရင်ရေးလုပ်ငန်းစဉ်ကနေတည်သန့်ခွဲခြားထားသောကြောင့်အာဏာခွဲဝေရေးကိုပိုပြီးသေချာစေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကတီးခြားလွတ်လပ်တဲ့ကြီးကြပ်ကွပ်ကဲရေးအဖွဲ့တစ်ခုအနေနဲ့ဆောင်ရွက်ပေးပြီးဘယ်မှန်နိုင်ငံမှအာဏာအလွန်အကျွံချုပ်ကိုင်မှုမပြုအောင်ကာကွယ်တားဆီးပေးပါတယ်။ American ပုံစံနဲ့မတူတာကဥရောပပုံစံမှာဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအမှုကိစ္စများကိုအခြားဘယ်တရားစီရင်ရေးအဖွဲ့အစည်းကမှဆုံးဖြတ်လို့မရပါဘူးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုကိုဘယ်အခြေအနေမျိုးမှာလှုပ်ဆောင်ကြလဲဘယ်အချိန်မှာလှုပ်ဆောင်ကြလဲဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်ဖို့လိုတဲ့အခြေအနေနဲ့အချိန်ခါကိုသတ်မှတ်ခြင်းကပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်ဖော်ဆောင်ရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။အချို့တရားရုံးတွေကဥပဒေအဖြစ်မပြဋ္ဌာန်းမီမှာ၎င်းဥပဒေသည်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်မှုရှိမရှိသုံးသပ်နိုင်ပြီးအချို့တရားရုံးတွေကတော့ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးမှသာပြန်လည်သုံးသပ်မှုကိုလှုပ်ဆောင်နိုင်ပါတယ်။ဥပဒေမပြဋ္ဌာန်းမီသုံးသပ်ခြင်းကဥပဒေတည်ရဲ့အသက်မဝင်မီမှာအဲ့ဒီဥပဒေရဲ့တရားဝင်မှုကိုခိုင်မာစေပြီးအဲ့ဒီဥပဒေပေါ်လက်ခံနိုင်မှုရှိစေပါတယ်။ဒါပေမဲ့လည်းဥပဒေတွေရဲ့အလုံးစုံသက်ရောက်မှုနဲ့အကျိုးဆက်တွေကိုများသောအားဖြင့်အဲ့ဒီဥပဒေတွေပြဋ္ဌာန်းအသက်ဝင်ပြီးမှသာနားလည်လေ့ရှိပါတယ်။ဒါကြောင့်ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးနောက်ပြန်လည်သုံးသပ်မှုလှုပ်ဆောင်တာကလည်းမရှိမဖြစ်လိုအပ်တယ်လို့မြင်ကြပါတယ်။ဘယ်အချိန်မှပြန်လည်သုံးသပ်ရမလဲဆိုတာကိုတရားစီရင်ရေးကဏ္ဍကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ကိုအချို့သောဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးအပ်ထားပေမဲ့အချို့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာတော့ကိစ္စကြီးငယ်တစ်ခုခုပေါ်ပေါက်မှသာပြန်လည်သုံးသပ်စစ်ဆေးပိုင်ခွင့်ပေးထားပါတယ်။အချို့ကိစ္စရပ်တွေမှာတော့ဥပဒေအကောင့်ထဲမပေါ်မီအလိုလျောက်ပြန်လည်သုံးသပ်ရန်ဖွဲ့စည်းပုံအခြေခံဥပဒေကခွင့်ပြုထားပါတယ်။ဒီလိုနီလန်းဖုံဖုံကွဲပြားတာကိုကြည့်ခြင်းအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာစီမံသတ်မှတ်ချက်တွေကိုအမျိုးမျိုးပေါင်းစပ်ရွေးဆွဲနိုင်တာတွေ့ရပြီးတရားရေးမှန်နိုင်ရဲ့လုပ်ပိုင်ခွင့်နဲ့အာဏာခိုးဝေမှုအကြားဟန်ချက်ညီစေပါတယ်။တချို့ပုံစံတွေကတရားရုံးတွေကိုပုံမလွတ်လပ်ခွင့်ပေးထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေအပေါ်မှာတရားစီရင်ရေးအာဏာကိုတိုးမြှင့်ပေးထားပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုကိုခွင့်ပြုထားတဲ့အခြေအနေတွေမှာတောင်ဖွဲ့စည်းပုံအခြေခံဥပဒေတော်တော်များများကသူ့ရဲ့လုပ်ငန်းစဉ်အသေးစိတ်နဲ့ပတ်သက်ပြီးအနည်းငယ်သာဖော်ပြလေ့ရှိပြီးအသေးစိတ်ကိုဥပဒေကနေဆုံးဖြတ်ဖို့ခြံထားလေ့ရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုမရှိခြင်းနောက်ဆုံးအချက်အနေနဲ့အချို့သောနိုင်ငံတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုအာဏာကိုတရားစီရင်ရေးမနိုင်ကိုမပေးကြပါဘူးအဲ့ဒီနိုင်ငံတွေမှာဆိုရင်လွှတ်တော်ရဲ့ဥပဒေပြဋ္ဌာန်းချက်တွေကိုအခြား institution တစ်ခုခု၏ကြီးကြပ်ထိန်းချောင်းခြင်းကနေကာကွယ်ထားပြီးဥပဒေပြုလွှတ်တော်မှာပဲဥပဒေရေးရာအချုပ်အခြာအာဏာကိုထားရှိကြပါတယ်ဒီလိုမျိုးရှားပါသောစနစ်တွေမှာဆိုရင်ဥပဒေပြုလွှတ်တော်ဟာအခြားမှန်နိုင်တဲ့အာဏာပိုင်တွေလိုပဲဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်တွေကိုလိုက်နာဖို့တာဝန်ရှိပါတယ်အခြားသောလုပ်ပိုင်ခွင့်အာဏာများဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုအာဏာအပြင်တရားစီရင်ရေးမန်နိုင်တွေကဥပဒေပြုရေးအပေါ်တနည်းတစ်ဖုံလွှမ်းမိုးနိုင်ခွင့်အာဏာကိုလည်းဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာပြဋ္ဌာန်းထားနိုင်ပါတယ်။နီလန်တစ်ခုကတော့ဥပဒေတရက်မပြဋ္ဌာန်းခင်မှာဖြစ်ဖြစ်ပြဋ္ဌာန်းပြီးတဲ့အခါမှာပဲဖြစ်ဖြစ်အဲ့ဒီဥပဒေကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုရှိမရှိကိုတရားစီရင်ရေးမန်နိုင်ကအကြံပြုချက်များထုတ်ပြန်ခြင်းဖြစ်ပါတယ်။အခြားနီလန်တစ်ခုကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်မှာတရားစီရင်ရေးမန်နိုင်ရဲ့အခန်းကဏ္ဍကိုပါဝင်စေခြင်းဖြစ်ပါတယ်။တရားစီရင်ရေးမန်နိုင်ရဲ့အာဏာတွေမှာအခြားအစိုးရမန်နိုင်များဒါမှမဟုတ်အုပ်ချုပ်ရေးအဖွဲ့တွေကိုကြီးကြပ်နိုင်တဲ့အာဏာလည်းပါဝင်နိုင်ပါတယ်။နိုင်ငံတော်အကြီးအကဲကိုဆွဆွဲပစ်တင်ခြင်းဒါမှမဟုတ်လွှတ်တော်ဖျက်သိမ်းခြင်းမှာတရားစီရင်ရေးကဏ္ဍရဲ့အခန်းကဏ္ဍကိုဖွဲ့စည်းပုံအခြေခံဥပဒေကထည့်သွင်းပြဋ္ဌာန်းနိုင်ပါတယ်။တရားစီရင်ရေးမန်နိုင်အနေနဲ့နိုင်ငံရေးပါတီတွေကိုထိန်းကျောင်းတာဒါမှမဟုတ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုကြီးကြပ်တာတွေလည်းလုပ်နိုင်ပါတယ်။အကြက်တဲကာလမှာဥပဒေစိုးမိုးမှုကိုထိန်းသိမ်းဖို့နဲ့အာဏာအလွဲသုံးစားမှုကိုတားဆီးဖို့အုပ်ချုပ်ရေးမန်နိုင်အနေနဲ့အရေးပေါ်အခြေအနေမကြေညာခင်မှာတရားစီရင်ရေးမန်နိုင်ထံမှခွင့်ပြုချက်ရယူဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေတော်တော်များများမှာပြဋ္ဌာန်းထားပါတယ်။အကြံပြုချက်ပေးခြင်းအကြံပြုချက်ပေးခြင်းဟာစီးနှောင်မှုမရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြန်လည်သုံးသပ်မှုပုံစံဖြစ်ပါတယ်။ဆိုလိုတာကအခြားအစိုးရမန်နိုင်တစ်ခုခုကနေလှုပ်ဆောင်မှုစဉ်းစားနေတဲ့လှုပ်ဆောင်မှုတွေကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှုရှိမရှိကိုတရားရုံးကသုံးသပ်အကြံပြုချက်ပေးနိုင်ပေမဲ့အဲ့ဒီအကြံပြုချက်တွေကိုမဖြစ်မနေလိုက်နာဖို့တော့မလိုပါဘူး။ဥပမာလွှတ်တော်ကဥပဒေတရက်ကိုဆွေးနွေးနေတဲ့ကာလမှာတရားစီရင်ရေးမန်နိုင်ရဲ့အကြံပြုချက်ကိုတောင်းခံနိုင်ပါတယ်။ထို့အကြံပြုချက်များဟာစီးနှောင်မှုမရှိတဲ့အတွက်ဥပဒေကဲ့သို့ဩဇာအာဏာမရှိပါဘူး။ဒါကြောင့်ဥပဒေအရာမဟုတ်ပဲနိုင်ငံရေးအရာသာကာကွယ်ထိန်းကျောင်းထားခြင်းဖြစ်ပါတယ်။ဒါပေမဲ့တရားရုံးရဲ့အကြံပြုချက်တွေဟာဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်အပေါ်ကိုအတော်အတန်လွှမ်းမိုးမှုရှိနိုင်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေမှာတရားစီရင်ရေးမန်နိုင်ရဲ့အခန်းကဏ္ဍလည်းပါဝင်နိုင်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအပြင်နိုင်ငံရေးအဖွဲ့အစည်းများဟာအစိုးရရဲ့ဥပဒေမူဘောင်နဲ့နိုင်ငံရေးမူဘောင်တွေကိုအခြေခံကျကျပြုပြင်ပြောင်းလဲနိုင်ကြပါတယ်။နိုင်ငံတည်ငြိမ်စေရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေအများစုတွင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရနိုင်အစိုးရအဖွဲ့အစည်းများမန်နိုင်များနိုင်ငံရေးအဖွဲ့အစည်းများ၏အတည်ပြုချက်ရယူရန်ပြဋ္ဌာန်းထားပြီးပြင်ဆင်ရေးလုပ်ငန်းစဉ်ကိုခက်ခဲအောင်ဆောင်ရွက်ထားပါတယ်။တချို့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်မှာတရားစီရင်ရေးမန်နိုင်ရဲ့အခန်းကဏ္ဍကိုတောင်းထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာမှာအရေးကြီးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေခံမူတွေကိုကာကွယ်ထိန်းသိမ်းမှုအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူတွေအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေမှာတရားစီရင်ရေးမန်နိုင်ရဲ့အခန်းကဏ္ဍကိုကြီးကြီးမားမားထည့်သွင်းပြဋ္ဌာန်းနိုင်ပါတယ်။တချို့ပြဋ္ဌာန်းချက်တွေဟာဘလောက်ပဲနိုင်ငံရေးအရာလူကြိုက်နေတဲ့ပြဋ္ဌာန်းချက်ဖြစ်ဖြစ်တရားသူကြီးတွေရဲ့ထောက်ခံမှုမရှိဘူးဆိုရင်နိုင်ငံရေးအဖွဲ့အစည်းတွေကရင်းပြဋ္ဌာန်းချက်တွေကိုပြင်ဆင်ပြောင်းလဲလို့မရပါဘူး။ဒီလိုအစီအမံကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ပိုင်ခွင့်အာဏာအားတရားစီရင်ရေးမန်နိုင်ထံအနံထားခြင်းအပြင်အချို့အရေးကြီးသောပြဋ္ဌာန်းချက်များကိုနိုင်ငံရေးအဖွဲ့အစည်းများကစိတ်ကြိုက်ပြုပြင်ပြောင်းလဲခြင်းမှကာကွယ်ပေးနိုင်ပါတယ်။အရေးပေါ်အခြေအနေများအရေးပေါ်အခြေအနေတွေမှာလျင်မြန်ထိရောက်တဲ့တုံ့ပြန်မှုတွေပြုလုပ်နိုင်စေဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေတော်တော်များများကအစိုးရမန်နိုင်တရက်
ဒါမှမဟုတ်အဖွဲ့အစည်းတရရက်ကိုအရေးပေါ်အခြေအနေဒါမှမဟုတ်စစ်အုပ်ချုပ်ရေးကြီးညာနိုင်တဲ့လုပ်ပိုင်ခွင့်အာဏာပေးထားပါတယ်။အဲ့ဒီလုပ်ပိုင်ခွင့်အာဏာကိုများသောအားဖြင့်လင်းလင်းမြန်မြန်ဆောင်ရွက်နိုင်စွမ်းရှိတဲ့အုပ်ချုပ်ရေးမဏ္ဍိုင်အဖွဲ့အစည်းမှာပေးအပ်ထားလေ့ရှိပါတယ်။အရေးပေါ်အခြေအနေတွင်အချုပ်ခွင့်ရေးတွေနဲ့လွတ်လပ်မှုအပါအဝင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဋ္ဌာန်းချက်တချို့ကိုယာယီဆိုင်းငံ့ထားနိုင်ပါတယ်။ဒါကြောင့်အဲ့ဒီလုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားလုပ်ခြင်းမှကာကွယ်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေအများစုကအရေးပေါ်အခြေအနေကြီးညာခြင်းဆိုင်ရာလိုအပ်တဲ့အခြေအနေများသတ်မှတ်ခြင်းဒါမှမဟုတ်တရားစီရင်ရေးမဏ္ဍိုင်အပါအဝင်အခြားမဏ္ဍိုင်တွေစီကနေထောက်ခံမှုရယူရခြင်းစတဲ့သတ်မှတ်ချက်တွေနဲ့အုပ်ချုပ်ရေးမဏ္ဍိုင်အဖွဲ့ရဲ့အရေးပေါ်အခြေအနေကြီးညာနိုင်တဲ့လုပ်ပိုင်ခွင့်ကိုကန့်သတ်ထားပါတယ်။ဆွဆွဲပြစ်တင်ခြင်းလုပ်ငန်းစဉ်များဆွဆွဲပြစ်တင်ခြင်းလုပ်ငန်းစဉ်ကိုနိုင်ငံရေးအလွဲသုံးစားလုပ်ခြင်းမှကာကွယ်ရန်ဒါမှမဟုတ်လွှတ်တော်ကိုဖျက်သိမ်းနိုင်သည့်အုပ်ချုပ်ရေးမဏ္ဍိုင်၏လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားလုပ်ခြင်းမှကာကွယ်ရန်တို့အတွက်တရားစီရင်ရေးမဏ္ဍိုင်သည်တရားရေးဆိုင်ရာအကာအကွယ်များကိုချမှတ်နိုင်ပါတယ်။ထို့ကဲ့သို့ဆွဆွဲပြစ်တင်ခြင်းလုပ်ငန်းစဉ်တွင်တရားရေးမဏ္ဍိုင်ပါဝင်ခြင်းအပြင်ခိုင်လုံသောအကြောင်းပြချက်မရှိဘဲအစိုးရကလွှတ်တော်ကိုဖျက်သိမ်းခြင်းအလွယ်တကူပြုလုပ်လို့မရနိုင်ပါဘူး။အစိုးရကိုဖြုတ်ချပေးရန်အခြေအမြစ်မခိုင်လုံတဲ့တောင်းဆိုချက်များပြုလုပ်ခြင်းကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်။ဥပဒေပြုရေးမဏ္ဍိုင်သို့မဟုတ်အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ်တရားစီရင်ရေးမဏ္ဍိုင်ကဒီလိုဝေဖန်ထောက်ပြနိုင်တာကြောင့်အဲ့ဒီမဏ္ဍိုင်တွေအပေါ်ပြည်သူတွေယုံကြည်မှုလျော့နည်းလာခြင်းရင်းမဏ္ဍိုင်တွေရဲ့တရားဝင်မှုကျဆင်းလာခြင်းစတဲ့နိုင်ငံရေးအကျိုးဆက်တွေဖြစ်လာနိုင်စေပါတယ်။အုပ်ချုပ်ရေးအစိုးရကိုယာရုမှဖယ်ရှားရန်ဆွဆွဲပြစ်တင်ချက်များသို့မဟုတ်လွှတ်တော်ဖျက်သိမ်းရန်အဆိုပြုချက်များကိုခိုင်လုံသောအကြောင်းပြချက်များပေါ်တွင်သာအခြေခံဆောင်ရွက်ရန်တရားရေးဆိုင်ရာအကာအကွယ်များကထိန်းကျောင်းပေးပါတယ်။ရွေးကောက်ပွဲဆိုင်ရာစီမံအုပ်ချုပ်ရေးတရားစီရင်ရေးမဏ္ဍိုင်သည်ရွေးကောက်ပွဲများစီမံခန့်ခွဲရာတွင်ကူညီခြင်းဒါမှမဟုတ်နိုင်ငံရေးပါတီများကိုထိန်းကျောင်းခြင်းအပြင်နိုင်ငံရေးလုပ်ငန်းစဉ်ကိုလွှမ်းမိုးနိုင်ပါတယ်။ဂျာမနီတောင်ကိုရီးယားနဲ့တူရကီကဲ့သို့သောနိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေများသည်နိုင်ငံရေးပါတီများကိုထိန်းကျောင်းရန်ဒါမှမဟုတ်အချို့သောအခြေအနေများမှာဆိုရင်နိုင်ငံရေးပါတီများကိုတားမြစ်ပိတ်ပင်ရန်တရားရုံးများကိုအခွင့်အာဏာပေးထားပါတယ်။ပြင်သစ်နှင့်မွန်ဂိုလီးယားကဲ့သို့သောနိုင်ငံများတွင်ရွေးကောက်ပွဲနှင့်ပြည်သူ့ဆန္ဒခံယူပွဲများကိုထိန်းကျောင်းကြီးကြပ်ဖို့တရားရုံးများကိုလုပ်ပိုင်ခွင့်ပေးထားပါတယ်။ပြင်သစ်မှာဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီဟာတရားမျှတတဲ့ရွေးကောက်ပွဲများကိုတေချာစေဖို့နဲ့နိုင်ငံရေးပါတီများရဲ့မဲဆွယ်စည်းရုံးရေးဆိုင်ရာဗန်နာရေးစည်းမျဉ်းများအပါအဝင်နိုင်ငံရေးပါတီများအတွက်လှုပ်ထုံးလုပ်နည်းစည်းမျဉ်းများကိုကြီးကြပ်ပိုင်ခွင့်ရှိပြီးနိုင်ငံရေးလုပ်ငန်းစဉ်မှာအရေးပါသောအခမ်းကဏ္ဍကနေပါဝင်ပါတယ်။အခုတရားစီရင်ရေးအာဏာအမျိုးမျိုးကိုလေ့လာခဲ့ရတာဖြစ်ပြီးတရားရုံးတွေအနေနဲ့ဒီအာဏာများကိုကျင့်သုံးရမှာတမန်တမတ်ကြမှုဟာအဓိကတော့ချက်ဖြစ်ကြောင်းသတိပြုရန်အရေးကြီးပါတယ်။တရားစီရင်ရေးမဏ္ဍိုင်တည်ငြိမ်မှုရှိဖို့နဲ့တရားဝင်မှုရှိဖို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာမှုရှိဖို့အတွက်တမန်တမတ်ကြမှုကအလွန်အရေးပါပါတယ်။တရားသူကြီးများသည်အချက်အလက်အများကိုမိမိ၏စိတ်ခံစားမှုအပေါ်အခြေမခံဘဲစမ်းစစ်ကျင့်သုံးရမည်ဖြစ်ပြီးနိုင်ငံရေးအမြင်များဒါမှမဟုတ်ပုဂ္ဂိုလ်ရေးအရာဦးစားပေးမှုများကိုလစ်လျူရှုကာဥပဒေများကိုတမန်တမတ်ကြစွာကျင့်သုံးရမှာဖြစ်ပါတယ်။တမန်တမတ်ကြခြင်းသည်လက်ရှိအငင်းပွားလျက်ရှိသည့်ကိစ္စရဲ့အပေါ်တရားမျှတမှုတည်ဆောင်လာနိုင်ုံသာမကတရားစီရင်ရေးအပေါ်အဖွဲ့အစည်းတစ်ခုအနေဖြင့်လေးစားခံရမှုနဲ့ယုံကြည်မှုကိုတည်ဆောက်ပေးပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ၏တမာတိရှိမှုကိုကာကွယ်ဖို့နဲ့တရားသူကြီးများ၏အခြားသောလုပ်ငန်းတော်ဝင်များကိုကြေပွန်အောင်ထမ်းဆောင်ဖို့အတွက်လည်းစံနှုန်းချမှတ်ပေးပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေများသည်လက်တွေ့အလုပ်ဖြစ်သောအုပ်ချုပ်ရေးစနစ်တစ်ခုဖန်တီးဖို့တရားစီရင်ရေးမဏ္ဍိုင်နဲ့အခြားသောမဏ္ဍိုင်များကိုလုပ်ပိုင်ခွင့်အာဏာပေးထားပါတယ်။ဒါကြောင့်တရားစီရင်ရေးမဏ္ဍိုင်ဟာအခြားမဏ္ဍိုင်များနဲ့ဆက်ဆံရေးရှိပြီး၎င်းတို့၏လှုပ်ဆောင်ချက်များကိုအပြန်အလှန်ထိန်းကျောင်းသလိုရင်းမဏ္ဍိုင်များကလည်းလွှမ်းမိုးမှုတစုံတရာခံရပါတယ်။တရားစီရင်ဆိုင်ရာလွတ်လပ်မှုနဲ့တာဝန်ခံမှု
တရားစီရင်ရေးရဲ့လုပ်ပိုင်ခွင့်အာဏာများအကြောင်းပြောပြတဲ့နောက်မှာအခုပြောမယ့်အပိုင်းကတော့တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုရဲ့အရေးပါမှုနဲ့အခြားအစိုးရမဏ္ဍိုင်တွေကတရားစီရင်ရေးမဏ္ဍိုင်အပေါ်ဘယ်လိုလွှမ်းမိုးနိုင်ကြောင်းဒါမှမဟုတ်ကြီးကြပ်နိုင်ကြောင်းတွေကိုမိမောင်းထုတ်ပြထားပါတယ်။လွတ်လပ်မှုရှိတဲ့တရားစီရင်ရေးမဏ္ဍိုင်ဟာဖွဲ့စည်းပုံအခြေခံဥပဒေတရက်ကောင်းမွန်စွာအကောင့်ထဲပေါ်ကျင့်သုံးနိုင်ရန်အတွက်အရေးကြီးပါတယ်။တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုဟာဥပဒေတွေကိုကျင့်သုံးရမှာတရားမျှတမှုရှိစေပြီးလူအခွင့်အရေးများကိုကာကွယ်ပေးကအငြင်းပွားမှုဖြေရှင်းရမှာနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်သုံးသပ်ရမှာတရားစီရင်ရေးကဏ္ဍကိုအားကောင်းစေပါတယ်။တရားစီရင်ရေးမဏ္ဍိုင်သည်တိကျလွတ်လပ်မှုမရှိဘဲလွှမ်းမိုးခံရပါကအာဏာထိန်းချုပ်နိုင်မှုမရှိဘဲလူအခွင့်အရေးကာကွယ်မှုအားနည်းလာကအကျင့်ပြတ်ခြစားမှုဖြစ်စေရန်အခွင့်အလမ်းများပေါ်ပေါက်လာမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေတော်တော်များများမှာတရားစီရင်ရေးမဏ္ဍိုင်ရဲ့လွတ်လပ်မှုကိုအတိအလင်းပြဋ္ဌာန်းထားပါတယ်။ဒါပေမဲ့လည်းအလွန်အကျွံအာဏာရှိတဲ့တရားစီရင်ရေးမဏ္ဍိုင်ဟာအုပ်ချုပ်ရေးနဲ့နိုင်ငံရေးဆိုင်ရာတာဝန်ယူမှုတာဝန်ခံမှုကိုအဟန့်အတားဖြစ်စေနိုင်ပါတယ်။တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းမှုအတွက်တရားရုံးတွေကလည်းတရားစီရင်ရေးကိုထိထိရောက်ရောက်ဆောင်ရွက်ဖို့တာဝန်ရှိပါတယ်။ဒါကြောင့်တရားစီရင်ရေးမဏ္ဍိုင်ရဲ့တာဝန်ယူမှုတာဝန်ခံမှုကိုတည်ကြစေဖို့အတွက်အချို့သောဖွဲ့စည်းပုံအခြေခံဥပဒေတွေကတရားစီရင်ရေးကောင်စီလိုမျိုးနိုင်ငံရေးမဏ္ဍိုင်နေဒါမှမဟုတ်ကြီးကြပ်ရေးအဖွဲ့တွေကိုတရားစီရင်ရေးမဏ္ဍိုင်အပေါ်ဩဇာလွှမ်းမိုးတာဒါမှမဟုတ်ကြီးကြပ်တာလုပ်ဖို့ခွင့်ပြုထားပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူတွေအနေနဲ့မိမိတို့ရဲ့နိုင်ငံအခြေအနေကိုထည့်သွင်းစဉ်းစားပြီးတရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုနဲ့တာဝန်ယူမှုတာဝန်ခံမှုတို့ကိုဟန်ချက်ညီအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီအပိုင်းမှာတရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုနဲ့တာဝန်ယူမှုတာဝန်ခံမှုအပေါ်သက်ရောက်မှုရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဒီဇိုင်းပုံစံရွေးချယ်စရာ၃ခုကိုအဓိကပြောပြသွားပါမယ်။အဲ့ဒါတွေကတော့တရားသူကြီးများရွေးချယ်ခံထားမှုယာရုတက်တန်းကန့်သက်ချက်များနဲ့တရားသူကြီးများကိုယာရုမှဖယ်ရှားခြင်းတို့ဖြစ်ပါတယ်။ဘယ်သူကတရားသူကြီးတွေကိုရွေးတာလဲ။တရားသူကြီးများရွေးချယ်နိုင်တဲ့လုပ်ပိုင်ခွင့်ဟာအစိုးရမဏ္ဍိုင်များကြားအာဏာချိန်ခွင်ဟန်ချက်ညီအောင်ထိန်းသိမ်းရမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။အုပ်ချုပ်ရေးမဏ္ဍိုင်ဖွဲ့စည်းပုံအခြေခံဥပဒေအများစုကတရားသူကြီးခန့်အပ်ခွင့်ကိုသမ္မတသို့မဟုတ်ဝန်ကြီးချုပ်လိုမျိုးအုပ်ချုပ်ရေးမဏ္ဍိုင်တွေကိုပေးလေ့ရှိပေမဲ့များသောအားဖြင့်အခြားအဖွဲ့တစ်ခုခုရဲ့ထောက်ခံမှုအတည်ပြုမှုလည်းလိုအပ်လေ့ရှိပါတယ်။ဒါပေမဲ့တချို့နိုင်ငံတွေမှာတော့အုပ်ချုပ်ရေးမဏ္ဍိုင်ကိုကြီးမားတဲ့လွှမ်းမိုးပိုင်ခွင့်အာဏာပေးထားပါတယ်။ဥပမာအားဖြင့်ဇင်ဘာဘွေနိုင်ငံမှာဆိုရင်သမ္မတကတရားစီရင်ဆိုင်ရာဝန်ဆောင်မှုကော်မရှင်နဲ့တိုင်ပင်ပြီးနောက်တရားသူကြီးတွေကိုခန့်အပ်ပါတယ်။ဒါပေမဲ့သမ္မတကကော်မရှင်အဖွဲ့ဝင်အများစုကိုလည်းခန့်ထားတာဖြစ်တာကြောင့်ဒီစနစ်ရဲ့အပြန်အလှန်ထိန်းချုပ်မှုမှာအားနည်းမှုရှိပါတယ်။ဥပဒေပြုလွှတ်တော်တချို့နိုင်ငံတွေမှာတရားသူကြီးခန့်အပ်ရာမှာဥပဒေပြုလွှတ်တော်ကပုံမထိန်းချုပ်နိုင်မှုရှိပါတယ်။ဥပမာအားဖြင့်ယခင်ယူဂိုစလပ်မက္ကဆီဒိုးနီးယားသမ္မတနိုင်ငံမှာဆိုရင်ဥပဒေပြုလွှတ်တော်ကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးနဲ့ Republican တရားစီရင်ရေးကောင်စီအဖွဲ့ဝင်များကိုရွေးကောက်တင်မြှောက်ပါတယ်။အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ဥပဒေပြုလွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေတော်တော်များများမှာဆိုရင်အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးမဏ္ဍိုင်နှစ်ခုစလုံးကအမြင့်ဆုံးတရားရုံးရဲ့တရားသူကြီးတွေခန့်အပ်ရာမှာပါဝင်ကြပါတယ်။ဟန်ဂေရီနိုင်ငံမှာဥပဒေပြုလွှတ်တော်ကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအဖွဲ့ဝင်တွေကိုခန့်အပ်ပြီးသမ္မတကတရားရုံးချုပ်အဖွဲ့ဝင်တွေကိုခန့်အပ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာတော့ဥပဒေပြုလွှတ်တော်နဲ့အုပ်ချုပ်ရေးနှစ်ဖွဲ့စလုံးကတရားရုံးချုပ်တရားရေးကော်မရှင်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတွေရဲ့တရားသူကြီးများခန့်အပ်ရာမှာပါဝင်ကြပါတယ်။တရားသူကြီးရွေးချယ်ခွင့်ကိုအဖွဲ့များများထံမှပေးအပ်ထားတာမျိုးကတဦးတစ်ဖွဲ့တည်းကအလွန်အကျွံလွှမ်းမိုးမှုကိုတားဆီးနိုင်စေပါတယ်။လွတ်လပ်ပြီးဗတ်မလိုက်သောအဖွဲ့များအချို့သောဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာတရားသူကြီးရွေးချယ်ရာတွင်နိုင်ငံရေးမဏ္ဍိုင်တွေနဲ့အတူလွတ်လပ်သောအဖွဲ့အစည်းများလည်းပါဝင်ခွင့်ပြုထားပါတယ်။ဥပမာအားဖြင့်ယူဂန်ဒါနိုင်ငံမှာတရားရေးကော်မရှင်ကအောက်တရားရုံးတရားသူကြီးတွေကိုခန့်အပ်ပါတယ်။
ဒါပေမဲ့အမြင့်ဆုံးတရားရုံးတရားသူကြီးတွေကိုခန့်အပ်ရမှာတော့သူတို့ရဲ့အခမ်းကဏ္ဍကသမရကိုအကြံပြုရန်သာဖြစ်ပြီးသမရရဲ့ခန့်အပ်မှုကိုလွှတ်တော်ကအတည်ပြုပေးရပါတယ်တရားစီရင်ရေးမန်နိုင်တချို့သောစနစ်များမှာတော့တရားစီရင်ရေးမန်နိုင်ဟာတရားသူကြီးများရွေးချယ်ရမှာဒါမှမဟုတ်တရားသူကြီးခန့်အပ်ရေးလုပ်ငန်းစဉ်တစ်ခုလုံးကိုတောင်ထိန်းချုပ်ရမှာအခမ်းကဏ္ဍတစ်ခုအနေနဲ့လုပ်ပိုင်ခွင့်ရှိပါတယ်ဒီလိုလုပ်တာကတရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုကိုအားကောင်းစေပေမဲ့တရားရေးမန်နိုင်မှာအာဏာအလွန်အကျွံရှိမှုကိုဖြစ်စေနိုင်ပါတယ်တရားသူကြီးတွေကတမတ်ကြပြီးအရေးအချင်းပြည့်မီသောတရားသူကြီးလောင်းတွေကိုပိုပြီးရွေးချယ်နိုင်တယ်လို့ဆိုပေမဲ့ဒီလိုပြောတာကိုသက်သေပြနိုင်တဲ့ရှင်းလင်းတဲ့အထောက်အထားမရှိသလိုအဲ့လိုလုပ်တာကနိုင်ငံသားတွေကိုကိုးစားပြုမှုနေပါစေပါတယ်ဒါကတရားစီရင်ရေးမန်နိုင်အပေါ်နိုင်ငံရေးအရာထိန်းချုပ်မှုမရှိစေတော့ပဲတရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုကိုဟန်ချက်ညီစေဖို့တခြားအစီအမံတွေလိုအပ်နိုင်ပါတယ်တရားရေးဆိုင်ရာအကာအကွယ်တွေကတရားစီရင်ဆိုင်ရာလွတ်လပ်မှုကိုအားဖြည့်ပေးနိုင်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေတော်တော်များများမှာတရားသူကြီးရွေးချယ်ဖို့အတွက်အသက်ကန့်သက်ချက်တွေလူမျိုးစုဇာတိဥပဒေအရေးချင်းတွေနဲ့အတွေ့အကြုံတွေလိုမျိုးတိကျပြတ်သားသောစံသတ်မှတ်ချက်တွေရှိပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူတွေအနေနဲ့မတူကွဲပြားမှုကိုသိကြစေဖို့တရားစီရင်ရေးတွင်ဟန်ချက်ညီစေဖို့ဒါမှမဟုတ်နိုင်ငံရေးဩဇာလွှမ်းမိုးမှုထက်ကျွမ်းကျင်ပိုင်နိုင်မှုကိုအားပေးမြင့်တင်ဖို့အဲ့ဒီလိုမျိုးစံသတ်မှတ်ချက်တွေကိုအသုံးပြုနိုင်ပါတယ်ယာရုတက်တန်တရားသူကြီးတို့၏ယာရုတက်တန်ဟာတရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုမှာအဓိကအခမ်းကဏ္ဍကနေပါဝင်ပါတယ်အလောက်ကိုင်အာမခံချက်ဟာတရားသူကြီးတွေအနေနဲ့ကိုရေးကိုယ်တာလူမှုဖူလုံရေးဒါမှမဟုတ်အလောက်ကိုင်ရရှိရေးအတွက်စိတ်ပူပန်စရာမလိုပဲအမှုကိစ္စများကိုဆုံးဖြတ်နိုင်ခွင့်ရှိစေပါတယ်တရားသူကြီးတွေရဲ့ယာရုတည်မြဲရေးအာမခံချက်ကနိုင်ငံရေးအကာအကွယ်များနဲ့သက်ဆိုင်နေမယ်ဆိုရင်တရားစီရင်ဆိုင်ရာလွတ်လပ်မှုကိုထိခိုက်စေပါတယ်တရားသူကြီးတွေကိုကာကွယ်ဖို့နိုင်ငံရေးအဖွဲ့အစည်းတွေကိုအားကိုးရမယ့်အစားခိုင်မာတဲ့ဥပဒေအကာအကွယ်များလိုအပ်ပါတယ်အခိုင်မာဆုံးသောအကာအကွယ်ကတော့တသက်တာယာရုတက်တန်ဖြစ်ပြီးတရားသူကြီးတွေအနေနဲ့သူတို့ရဲ့ယာရုဆုံးရှုံးမှာကိုစိုးရိမ်စရာမလိုတော့ပဲတာဝန်ထမ်းဆောင်နိုင်စေမှာဖြစ်ပါတယ်တခြားရွေးချယ်စရာတွေကတော့အငြိမ်းစားယူမဲ့စံအသက်သတ်မှတ်ချက်ပုံသေးယာရုတက်တန်ရှိဒါမှမဟုတ်ကနဦးယာရုတက်တန်တို့ဖြင့်စတင်ပြီးနောက်တသက်တာယာရုတက်မှတ်ခြင်းတို့ဖြစ်ပါတယ်ယာရုတက်တန်ရှိတာကတရားစီရင်ရေးလွတ်လပ်မှုကိုပုံမခိုင်ခန့်စေပေမဲ့တခြားသောအစိုးရမန်နိုင်တွေနဲ့ရွေးကောက်ခံတွေအပေါ်တာဝန်ယူမှုတာဝန်ခံမှုမှာတော့အားနည်းစေနိုင်ပါတယ်တိုးတောင်းတဲ့ယာရုတက်တန်နဲ့တဖန်ပြန်လည်ခန့်အပ်မှုစနစ်တွေမှာတော့တရားသူကြီးတွေအနေနဲ့သူတို့ရဲ့ယာရုတည်မြဲဖို့သူတို့ရဲ့အလုပ်တွေကိုကောင်းမွန်စွာလှုပ်ဆောင်ပြနိုင်ရမှာဖြစ်ပါတယ်တခြားရွေးချယ်စရာတစ်ခုကတော့အမြင့်ဆုံးတရားရုံးရှိတရားသူကြီးတွေကိုတော့ပြန်လည်ရွေးကောက်ခြင်းဒါမှမဟုတ်ပြန်လည်ခန့်အပ်ခြင်းဆောင်ရွက်ခွင့်မပြုခြင်းဖြစ်ပါတယ်တရားသူကြီးများကိုဖယ်ရှားခြင်းတာဝန်ထမ်းဆောင်နေစေတရားသူကြီးကိုဖယ်ရှားခြင်းလုပ်ငန်းစဉ်ကတရားစီရင်ဆိုင်ရာလွတ်လပ်မှုအပေါ်ထိထိတတ်တာတက်ရောက်စေပါတယ်တမတ်ကြမှုကိုထိမ့်သိမ်းမှုအတွက်ဆိုရင်တရားသူကြီးများကိုမတရားထုတ်ပယ်တာဒါမှမဟုတ်မတရားပြောင်းရွှေ့မှုတွေကနေအကာအကွယ်ပေးထားရပါမယ်ဒါပေမဲ့လည်းတရားသူကြီးရဲ့အပြုအမူကြောင့်ထုတ်ပယ်ဖို့ဒါမှမဟုတ်ရွှေ့ပြောင်းဖို့လိုတယ်ဆိုရင်ယာရုမှဖယ်ရှားနိုင်တဲ့အခြေအနေတွေကိုဖွဲ့စည်းပုံအခြေခံဥပဒေတွေတော်တော်များများမှာသတ်မှတ်ဖော်ပြထားပါတယ်တချို့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာကတရားသူကြီးတွေကိုဖယ်ရှားရန်အတွက်နိုင်ငံရေးပုဂ္ဂိုလ်တွေကိုလုပ်ပိုင်ခွင့်သတ်မှတ်ပေးထားပြီးတရားသူကြီးဖယ်ရှားရေးလုပ်ငန်းစဉ်မှာအဖွဲ့အစည်းအများအပြားပါဝင်စေတာကနိုင်ငံရေးလှုံ့ဆော်မှုအရာဖယ်ရှားခံရမှုအနေအကိုလျော့ကျစေပါတယ်အိန္ဒိယနိုင်ငံမှာဆိုရင်တရားသူကြီးတွေကိုဖယ်ရှားဖို့အတွက်လွှတ်တော်နဲ့အုပ်ချုပ်ရေးမန်နိုင်နှစ်ခုစလုံးရဲ့အတည်ပြုချက်လိုအပ်ပါတယ်တရားသူကြီးဖယ်ရှားရေးလုပ်ငန်းစဉ်မှာတရားစီရင်ရေးမန်နိုင်ပါဝင်တာမျိုးကတရားစီရင်ဆိုင်ရာလွတ်လပ်မှုကိုကာကွယ်ပေးထားပါတယ်နိုင်ငံရေးလှုံ့ဆော်မှုအရာယာရုကနေဖယ်ရှားတာမျိုးဆိုရင်တရားစီရင်ရေးကောင်စီဒါမှမဟုတ်ဝန်ဆောင်မှုကော်မရှင်အနေနဲ့စန့်ကျင်တားဆီးနိုင်ပါတယ်ဥပမာအားဖြင့်ဆွီဒင်နိုင်ငံမှာဆိုရင်တရားသူကြီးကိုယာရုမှဖယ်ရှားနိုင်မှုတရားစီရင်ရေးဆိုင်ရာတွေးရှိချက်လိုအပ်ပြီးဂျာမနီနိုင်ငံမှာတော့ဖ
ဖယ်ရှားခြင်းဆိုင်ရာလှုပ်ထုံးလုံးတွေကိုတင်းတင်းကြပ်ကြပ်လိုက်နိုင်ရန်ပြဋ္ဌာန်းထားပါတယ်။တရားသူကြီးများအားယာတုမှမတရားဖယ်ရှားခြင်းကိုတားဆီးပေးသည့်အခြားအကာအကွယ်များမှာတရားသူကြီးဖယ်ရှားရေးလုပ်ငန်းစဉ်အပေါ်ကြီးကြပ်ခွင့်ကိုတိကျလွတ်လပ်အမိကိုကင်းတဲ့ဖွဲ့စည်းတွေထံအနှံခြင်းတရားသူကြီးများအားပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခြင်းတို့ဖြစ်ပါတယ်။လွတ်လပ်တဲ့တရားစီရင်ရေးမဏ္ဍိုင်ဆိုတာတရားဥပဒေစိုးမိုးရေးအပေါ်ထားရှိတဲ့နိုင်ငံရေးကတိကဝတ်အပေါ်မှာလည်းမူတည်ပြီးအစိုးရမဏ္ဍိုင်အားလုံးကဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနဲ့တရားစီရင်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုလေးစားလိုက်နာမှုရှိစေဖို့တည်ကြစေပါတယ်။နိုင်ငံရေးကောင်းဆောင်တွေအနေနဲ့တရားစီရင်ရေးမဏ္ဍိုင်ရဲ့အဓိကအခန်းကဏ္ဍတွေဖြစ်တဲ့အငြင်းပွားမှုဖြေရှင်းခြင်းနဲ့ဥပဒေများအားအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းစတဲ့အခန်းကဏ္ဍတွေကိုကျော်လွန်တဲ့အငြင်းပွားမှုများဒါမှမဟုတ်လှုပ်ဆောင်မှုများမှာတရားသူကြီးများအားပါဝင်ဆုံးဖြတ်စေခြင်းကိုရှောင်ကျဉ်ရမည်ဖြစ်ပါတယ်။ဒါအပြင်တရားစီရင်ဆိုင်ရာလွတ်လပ်မှုအတွက်လုံလောက်သောငွေကြေးထောက်ပံ့မှုလိုမျိုးလက်တွေ့ကျသောထည့်သွင်းစဉ်းစားမှုများလိုအပ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာတရားစီရင်ဆိုင်ရာလွတ်လပ်မှုကိုအာမခံထားနိုင်ပေမဲ့အုပ်ချုပ်ရေးရန်တွေအနေနဲ့အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးအစီအမံတွေကိုလှုံ့ဆော်ပြီးတရားစီရင်ဆိုင်ရာဆုံးဖြတ်ချက်များကိုလိုက်နာကာတရားစီရင်ရေးအပေါ်ပြည်သူတွေရဲ့ယုံကြည်မှုကိုထိန်းသိမ်းထားရမှာဖြစ်ပါတယ်။အများပြည်သူကြားနာမှုလိုမျိုးတရားစီရင်ဆိုင်ရာလုပ်ငန်းဆောင်တာတွေမှာပွင့်လင်းမြင်သာမှုရှိဖို့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာပြဋ္ဌာန်းဖို့လိုအပ်လေရှိပါတယ်။ဥပဒေပြုရေးနဲ့စီမံအုပ်ချုပ်ရေးဆိုင်ရာအစီအမံတွေချမှတ်ခြင်းအပြင်လည်းတရားစီရင်ရေးလုပ်ငန်းစဉ်တွေမှာအပြင်တရားသူကြီးများရွေးချယ်ခြင်းနဲ့ယာရုတည်မြဲခြင်းတွေအတွက်ပွင့်လင်းမြင်သာမှုတိုးမြင့်စေပါတယ်။ဒီဗီဒီယိုရဲ့နောက်ဆုံးပိုင်းအနေနဲ့ဗဟုဝါဒဥပဒေစနစ်အကြောင်းကိုဆွေးနွေးထားပါတယ်။ဒီအကြောင်းကိုမတူညီတဲ့ဥပဒေဆိုင်ရာစံနှုန်းတွေဒါမှမဟုတ်စနစ်တွေကိုကျင့်သုံးကြတဲ့မတူညီတဲ့အစုအဖွဲ့တွေနေထိုင်တဲ့ကွဲပြားသောလူအဖွဲ့အစည်းတွေရှိတဲ့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာများသောအားဖြင့်ထည့်သွင်းလေ့ရှိပါတယ်။အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာဘာသာရေးဒါမှမဟုတ်ဌာနေတိုင်းရင်းသားတွေရဲ့ဓလေ့ထုံးတမ်းတွေအပေါ်အခြေခံထားတဲ့ဥပဒေစနစ်များစွာကိုအသိအမှတ်ပြုထားပါတယ်။ဒါကြောင့်ဗဟုဝါဒတရားရေးစနစ်ဟာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုဆက်လက်ထိန်းသိမ်းရင်ဖယ်ကျင်ခံရတဲ့အုပ်စုတွေကိုအကာအကွယ်ပေးထားပါတယ်။ဗဟုဝါဒဥပဒေစနစ်ဟာမတူကွဲပြားတဲ့တရားရုံးစနစ်တွေနဲ့ဗဟုချုပ်ကိုင်မှုလျှော့ချထားတဲ့တရားစီရင်မှုကိုခွင့်ပြုထားပြီးဒေသနဲ့ကိုက်ညီတဲ့တရားစီရင်မှုကိုလက်လှမ်းမီရရှိစေပါတယ်။ဒါပေမဲ့လည်းဒီစနစ်မှာစိန်ခေါ်ချက်တွေလည်းရှိနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့သူတွေအနေနဲ့မတူညီတဲ့စနစ်တွေဒါမှမဟုတ်တခါတလေမှာဆန့်ကျင်ဘက်ဖြစ်နေတဲ့ဥပဒေစနစ်တွေအကြားတဟဇာတဖြစ်တဲ့မူပေါင်းတစ်ခုကိုရေးဆွဲပြဋ္ဌာန်းရမှာဖြစ်တဲ့အတွက်အကြောင်းဖြစ်ပါတယ်။စနစ်တစ်ခုစီရဲ့အတိုင်းအတာကိုသတ်မှတ်ပြီးစနစ်အားလုံးမှာကျင့်သုံးမဲ့အခြေခံအခွင့်အရေးတွေကိုဖော်ထုတ်ရမှာဖြစ်ပါတယ်။ဗဟုဝါဒဥပဒေစနစ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပဋိပက္ခတွေအကြောင်းကိုမပြောခင်မှာဥပဒေစနစ်တွေရဲ့ဥပဒေအရင်းမြစ်တွေအကြောင်းကိုအရင်ဆန်းစစ်ပါမယ်။ဗဟုဝါဒဥပဒေစနစ်နဲ့မတူတာကပေါင်းစည်းထားသောဥပဒေရေးရာစနစ်ဖြစ်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေအရစနစ်တစ်ခုတည်းကိုပဲအတိအမှတ်ပြုထားတာဖြစ်ပါတယ်။လူသုံးအများဆုံးစနစ်ဖြစ်တဲ့ Civil Law လို့ခေါ်တဲ့တရားမဥပဒေစနစ်ကရေးသားပြဋ္ဌာန်းထားတဲ့ဥပဒေပြဋ္ဌာန်းချက်တွေအပေါ်အခြေတည်ထားပြီးတရားသူကြီးတွေအနေနဲ့ဆုံးဖြတ်ချက်များချမှတ်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ဥပဒေတွေကိုလိုက်နာကျင့်သုံးပါတယ်။စန့်ကျင်ဘက်အားဖြင့် Common Law လို့ခေါ်တဲ့အင်္ဂလိပ်ရိုးရာဥပဒေစနစ်မှာဆိုရင်တရားသူကြီးတွေအနေနဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့အတွက်ပြဋ္ဌာန်းဥပဒေတွေကိုသာမကတရားသူကြီးများ၏ယခင်ဆုံးဖြတ်ချမှတ်ခဲ့တဲ့ထင်မြင်ယူဆချက်တွေဒါမှမဟုတ်စီရင်ထုံးဥပဒေတွေကိုရှေ့ထုံးစီရင်ချက်ဥပဒေအဖြစ်လဲအသုံးပြုပြီးဆုံးဖြတ်ကြပါတယ်။ဗဟုဝါဒဥပဒေစနစ်ကျင့်သုံးခြင်းသည်အထူးသဖြင့်မတူကွဲပြားသောဒါမှမဟုတ်ဥပဒေထုံးတမ်းစဉ်လာအများအပြားရှိတဲ့ကိုလိုနီခေတ်လွန်နိုင်ငံများမှာတရားစီရင်ရေးကဏ္ဍကိုပိုမိုယုံကြည်လာဖို့အတွက်အထောက်အကူပြုပါတယ်။စနစ်သစ်တွေကိုကျင့်သုံးမဲ့အစားဖွဲ့စည်းပုံအခြေခံဥပဒေအများစုကရှေ့ပြီးသားစနစ်များကိုဥပဒေပေါင်းအတွင်းထည့်သွင်းလေ့ရှိကြပါတယ်။ဒါပေမဲ့လည်းဗဟုဝါဒဥပဒေစနစ်ဘယ်အမှုကိစ္စကိုဘယ်တရားရုံးကကင်တွယ်ရမလဲဆိုပြီးဆုံးဖြတ်ချက်ချမှတ်ရမှာစိန်ခေါ်မှုတွေလည်းရှိပါတယ်။
Federal နိုင်ငံတွေမှာတော့မတူညီသောဒေသတွေမှာသူတို့ရဲ့ကိုယ်ပိုင်ဥပဒေစနစ်တွေရှိနိုင်ပြီးတချို့သောဥပဒေတွေမှာဆိုရင်တိကျအုပ်စုတွေအတွက်ပဲကျင့်သုံးတာမျိုးလည်းဖြစ်နိုင်ပါတယ်ဗဟုဝါဒဥပဒေစနစ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပဋိပက္ခများဖွဲ့စည်းပုံအခြေခံဥပဒေတရက်တွင်ဘယ်အခြေအနေမျိုးမှာဘယ်တရားစီရင်ရေးစနစ်တွေကိုကျင့်သုံးပြီးဘသူတွေပေါ်တက်ရောက်မှုရှိမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြဋ္ဌာန်းထားရင်တောင်ပဋိပက္ခတွေဆက်လက်ဖြစ်ပေါ်လာနိုင်ပါသေးတယ်။တကယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အခွင့်အရေးတွေကအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာအတိအမှတ်ပြုထားတဲ့ဥပဒေစနစ်တွေနဲ့ဝိရောဓိဖြစ်နေရင်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲသူတွေကဘယ်ဟာကလွှမ်းမိုးမလဲဆိုတာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်။တချို့သောတရားစီရင်ရေးစနစ်တွေကဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့နိုင်ငံတကာဥပဒေတွေမှာသတ်မှတ်ထားတဲ့ကြားမှတန်းတူညီမျှမှုစံနှုန်းတွေနဲ့မကိုက်ညီတာကြောင့်ဗဟုဝါဒဥပဒေစနစ်ဟာထိခိုက်လွယ်သောအုပ်စုတွေအထူးသဖြင့်အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကိုချင်းချောက်နိုင်တယ်ဆိုပြီးဝေဖန်သူတွေကပြောဆိုကြပါတယ်။ဒါမျိုးကအထူးသဖြင့်လူမှုရေးနဲ့မိသားစုဥပဒေတွေမှာဖြစ်ပေါ်နိုင်ပါတယ်။မျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုပပျောက်ရေးကော်မတီစီဒေါကဗဟုဝါဒဥပဒေစနစ်သည်ခွဲခြားဆက်ဆံမှုတွေဖြစ်စေနိုင်တာကြောင့်စိုးရိမ်မှုရှိကြောင်းဖော်ပြပူပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တရားစီရင်ရေးတန်ဖိုးတွေအကြားတင်းမာမှုတွေကိုဖွဲ့စည်းပုံအခြေခံဥပဒေအများအပြားကကင်တွယ်ဖြေရှင်းမှုကြိုးပမ်းခဲ့ပေမဲ့အဖြေသက်မှတ်ရဲ့လို့တော့မရှိသေးပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူတွေအနေနဲ့တရားစီရင်ရေးစနစ်တစ်ခုချင်းစီကိုမတူညီတဲ့ဆုံးဖြတ်ပိုင်ခွင့်အဆင့်တန်းတွေပေးအပ်ကြပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေအများအပြားမှာဖွဲ့စည်းပုံအခြေခံဥပဒေသည်အမြင့်ဆုံးဥပဒေဖြစ်တဲ့ဆိုတဲ့မူကိုလက်ခံကျင့်သုံးကြပါတယ်။ဆိုလိုတာကအတိအမှတ်ပြုထားသောတရားစီရင်ရေးစနစ်ရှိပြဋ္ဌာန်းချက်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကြားကွဲလွဲမှုရှိတယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေကတာလွန်စိုးမိုးတယ်ဆိုပြီးဖော်ပြထားပါတယ်။နိုင်ငံတကာဥပဒေကဒီချင်းကပ်မှုကိုထောက်ခံထားပါတယ်။ညီကုန်းချုပ်ရမယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတည်ဆောက်ထားသောဒီမိုကရေစီစနစ်ကောင်းမွန်စွာလည်ပတ်ဖို့အတွက်တရားစီရင်ရေးမဏ္ဍိုင်ဟာမရှိမဖြစ်လိုအပ်ပါတယ်။တရားစီရင်ရေးမဏ္ဍိုင်ဟာအငြင်းပွားမှုများကိုတမာတမတ်ကျစွာဖြေရှင်းပေးပြီးတရားစီရင်ရေးဆိုင်ရာပြန်လည်သုံးသပ်မှုမှတစ်ဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအာမခံချက်များကိုခိုင်မာစေကတရားဥပဒေစိုးမိုးရေးကိုသိကြစေပါတယ်။အခြားဆိုရမနိုင်တဲ့အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အတိုင်းလိုက်နာလှုပ်ဆောင်ဖို့အတွက်လည်းတရားစီရင်ရေးမဏ္ဍိုင်ကကြက်မှတ်ပေးပါတယ်။တရားစီရင်ရေးမဏ္ဍိုင်ဟာ၎င်းရဲ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်ဖို့ဆိုရင်တရားစီရင်ဆိုင်ရာလွတ်လပ်မှုရှိရန်လိုအပ်ပါတယ်။တရားစီရင်ဆိုင်ရာလွတ်လပ်မှုဆိုတာတရားရေးမဏ္ဍိုင်ကအကျွမ်းမဲ့လုပ်ပိုင်ခွင့်အာဏာရရှိခြင်းဒါမှမဟုတ်တရားသူကြီးများရဲ့တသွေးတသံတမိတ်ကိုသာလိုက်နာခြင်းကိုဆိုလိုတာမဟုတ်ပါဘူး။တရားစီရင်ရေးမဏ္ဍိုင်ရဲ့တမာတိရှိမှုကိုထိမ့်သိမ်းစောင့်ရှောက်ဖို့အတွက်နိုင်ငံရေးမဏ္ဍိုင်တွေအနေနဲ့တရားစီရင်ရေးမဏ္ဍိုင်ထံမှတာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာမှုကိုတောင်းဆိုနိုင်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူတွေအနေနဲ့ဥပဒေတွေကိုသဟဇာတရှိကျင့်သုံးနိုင်စေဖို့နဲ့တရားနည်းလမ်းကျစေဖို့တရားစီရင်ရေးမဏ္ဍိုင်ရဲ့ဖွဲ့စည်းပုံနဲ့တိဆောက်ပုံကိုဂရုတစိုက်ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ဗဟုဝါဒတရားရေးစနစ်ကိုကျင့်သုံးခြင်းဖြင့်မတူကွဲပြားတဲ့လူအဖွဲ့အစည်းတွင်ကွဲပြားတဲ့ယဉ်ကျေးမှုထုံးတမ်းစင်လာများနဲ့စံနှုန်းတွေအပေါ်လေးစားကတရားစီရင်ဆိုင်ရာတရားဝင်မှုကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါပေမဲ့လည်းဗဟုဝါဒဥပဒေစနစ်ဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုတပြေးညီကျင့်သုံးရမှာသိတာထင်ရှားတဲ့စိန်ခေါ်ချက်တွေဖြစ်စေပါတယ်။ဗဟုဝါဒဥပဒေစနစ်ကိုမကျင့်သုံးမီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူတွေအနေနဲ့တရားစီရင်ပိုင်ခွင့်ဥပဒေများ၏အထက်အောက်အဆင့်သတ်မှတ်မှုနဲ့အခွင့်အရေးများကိုဖွဲ့စည်းပုံအခြေခံဥပဒေတွေတွင်ပြဋ္ဌာန်းကာကွယ်ပေးခြင်းတို့လှုံ့ဆော်ဖို့လိုအပ်ပါတယ်။